တခါကစိမ့်လန်းဆိုပြီးတဲ့တောအုပ်လေးတစ်ခုထဲမှာဘူဘူလို့ခေါ်တဲ့စင်ပေါက်ကလေးတစ်ကောင်ရှိတယ်။ဘူဘူဟာအရန်သဘောကောင်းပြီးတောတွေကတရိษံလေးတွေအားလုံးနဲ့ခင်မင်နေ။တနေ့မှာတော့ဘူဘူရဲ့မွေးနေ့ရောက်လာတယ်။ဒါပေမဲ့ဘူဘူကသူ့မွေးနေ့ကိုမေ့နေပြီးတောထဲမှာအစားလျှောက်ရှာနေတာပေါ့။အဲ့ဒီအချိန်မှာသူ့ရဲ့တငယ်ချင်းတွေဖြစ်တဲ့မြောက်ကလေးမောင်တူရုံကလေးဖြူဖြူနဲ့တစ်ကူလာအုပ်ကြီးရှေရှေတို့ကဘူဘူအတွက်အံ့အားသင့်စရာ surprise မွေးနေ့ပွဲလေးလုပ်ပေးဖို့တိတ်တဆိတ်ပြင်ဆင်နေကြတယ်။မောင်တူကတစ်ပင်ပေါ်ကနေချုံမြိန်တဲ့တစ်သီးတွေကိုခူးပေးတယ်ဖြူဖြူကတော့လှပတဲ့ပန်းလေးတွေကိုစီစဉ်ပေးတယ်ရှေရှေကတော့သူ့ရဲ့လေပင်ရှည်ကြီးကိုတုံးပြီးတစ်ကိုင်းမြင့်မြင့်တွေမှာရောင်စုံပူပေါင်းလေးတွေချိတ်ပေးတာပေါ့ညနေဆောင်လို့ဘူဘူအိမ်ပြန်လာတဲ့အခါမှာတော့မွေးနေ့မှာပျော်ရွှင်ပါစေဘူဘူရေဆိုပြီးတငယ်ချင်းအားလုံးကဝိုင်းអော်ပြီးကြိုဆိုလိုက်ကြတယ်ဘူဘူဟာအရန်ကိုအံ့ဩသွားပြီးဝမ်းသာလွန်းလို့နှမောင်းကြီးနဲ့ရေတွေကိုမှုတ်ထုတ်ကာကောက်ခုံပါလေရောတငယ်ချင်းတွေအားလုံးလည်းတစ်တီးတွေအတူတူစားရင်တချင်းတွေဆိုရင်အရန်ကိုပျော်စရာကောင်းတဲ့ညလေးတစ်ညကိုဖျက်တမ်းခဲ့ကြတယ်ဘူဘူကသူ့တငယ်ချင်းတွေကိုကြည့်ပြီးငါမှဒီလိုချစ်ဖို့ကောင်းတဲ့တငယ်ချင်းတွေရှိတာကဘာမှာအပျော်ဆုံးပဲလို့ပြောလိုက်တဲ့